စီမဲအမွေးထူထူဆိုရင်စားရတာသိရတာရှိတာပြောင်းဘူးအချစ်ကချိုလားခါလားမသိလို့ကျွန်တော်စားကြည့်လိုက်တာအိုးကြတိမွန်းကြီးနေထားပြီသားတောင်တစ်စက်စက်တုံနေကောင်းလုံးလို့ Oh my god ရုပ်တွေဆောင်းရမ်းချောလို့သဘောကောင်းလိမ့်မယ်လို့တော့မထင်လိုက်နဲ့နော်ရုပ်မာတယ်ပတ်ဆက်ဆက်ကိုရုပ်မာတယ်လူရုပ်မာတဲ့နေရာမှာနှစ်ယောက်မရှိဘူးဟိုဘက်အရာအပြိုကြီးမမလေးအိမ်ထဲကိုရုပ်တရက်ဝင်လာပြီးတော့မောင်လေးကြီးတဲ့မမောင်ထည့်ပေးပါလားတဲ့ဟာဒီစကားကိုကြားလိုက်တော့ကျွန်တော်အရန်ပျော်ပြီးရင်ကုန်စိတ်လှုပ်ရှားသွားတာမတကယ်ပြောနေတာလို့ကျွန်တော်အရန်အထက်ချမ်းတာတော့လို့အမခံနိုင်ရှိပါမလားဆိုတော့ရတယ်မောင်လေးစိတ်ကြိုက်ထက်ရဲထက်မောင်လေးထည့်ပေးမယ်ဆိုမမပြုံးနဲ့ခံမယ်ဆိုတော့ကျွန်တော်ဝမ်းသာအားရနဲ့ယောက်ျားပီပီဟန်ချီထည့်ပေးလိုက်တော့အော်ပါလေရောမောင်လေးဖြည်းမောင်လေးအရန်အထက်ချမ်းတာပဲတဲ့မောင်လေးထည့်ပေးလိုက်တာမမရဲ့ဗီဒီယိုတွေမီလီယံနဲ့ချီပြီးပေါက်သွားပြီတဲ့ဘာဒီမျောလင့်တာလဲဖြူးမတိုးလို့အောက်ကမန်းရှင်းထားတဲ့ညီလေးရဲ့စားဘက်မှာအပ်ပေးလိုက်တာဖြူးတိုးလာတာဖြူးထည့်ပေးတာဒါအောင်ပြောတာညီလေးတို့ညီမလေးတို့လည်းဖြူးတိုးခြင်းနဲ့ like တွေတိုးခြင်းနဲ့ follow တွေတိုးခြင်းနဲ့ဆိုအောက်ကမန်းရှင်းထားတဲ့ညီလေးစီမှာတွားဝယ်လို့ရတယ်သူ့စီမှာ TikTok official promote လည်းဝယ်ယူလို့ရတယ်လို့ Facebook YouTube Instagram Netflix Prime Video Disney Plus HBO Max စတဲ့ application ပေါင်း90ကျော်ကိုတနေရာထဲမှာဈေးနှုန်းချိုတာဆိုတာနဲ့ဝယ်ယူလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကလာပြီးပြောပြပေးတာတမျိုးမတွေးနဲ့နှာဘူးရှီလုံးတန်ဖိုးထားကြပါတဲ့ဆုံးသွားမှဝမ်းနဲ့မနေကြနဲ့တဲ့ဟာဟဲ့မင်းဆုံးမဆုံးပြီပြောဟဲ့ရမလက်ဆက်ဆက်အကောင်းကြီးပဲရှိသေးရဲ့ဒီဆရာကိုကြည့်ရင်တဲ့ရဲနေရတယ်တဲ့ဟာသားတရုပ်ဆောင်တဲ့ကုစုရဲ့ညီအာကုစုနဲ့တူတယ်တဲ့ကောင်းတယ်ကွာဗါတဲ့ဒီဆရာကတဲ့အမှန်တကယ်ဆိုတဲ့နေရာတစ်ခုရတဲ့မီတဲ့တင်းချိုင်းမှာတဲ့ဗါတဲ့ဒီဆရာကတဲ့ကိုရီးယားမင်းသားကြောင်ကက်ခံနဲ့တူတယ်ဗျာတူပြန်ပြီလားကွာဒီဆရာတဲ့ရုပ်ကလည်းဖြောင်းတယ်လူကလည်းဖြောင်းတယ်အသေးဖြောင်းဖို့ပဲလူတော့တယ်မင်းတို့လူကနေမကောင်းပါဘူးဆိုဘာဗါတဲ့စူးစားပါတဲ့ဒီဆရာအတွက်နေရာတွေအများကြီးပါတဲ့တုတ်တန်မြေမှာတဲ့မဟုတ်ဘူးမင်းတို့အဲ့လောက်ကြီးတော့တယ်ဆက်ဒီတဲ့ကျွန်တော်လည်းဆိုင်ဖွင့်ထားတယ်ဗျာတဲ့လမ်းကြိုရင်ဝင်ခဲ့ပါတဲ့ရင်းနှွေးမှုနဲ့ပတ်ရှင်လို့တဲ့တော်တော်တန်ရောင်းနေရှိတယ်တီးဆရာတဲ့လက်ပြောကျွတ်နဲ့လက်ဖေးနဲ့ရောတောက်လို့ရလားတဲ့အဲ့တော့တီးဦးလေမင်းပိုရင်စားကြည့်ပါလားနော်အဲ့တော့လက်ဖေးဆိုရင်ဒီပြောတော့ဒီညီလေးကအလုတ်ကခေါ်ရှင်ပါတယ်တဲ့နို့စီဘူးတွေခိုးရင်တော့ဆင်မပြေဘူးဗျာတဲ့လာတော့ကတော့ထားပါပြကိုတီးကတဲ့ရှစ်ဆရာကြီးဗျာတဲ့ကောင်းရမွန်ရရောက်ပါစေကိုတီးတဲ့ဟာမင်းတို့ဟာလဲကွာဒီဆရာတဲ့တနေ့တခြားနူးလာတယ်တဲ့ဝဲရွာဆိုရင်ဒီဥယျာဉ်ရောဓာတ်တယ်ဟုတ်ပါဘူးဒီဆရာတဲ့ဘယ်မှာနေတာလဲတဲ့လက်ဆောင်လာပေးမလို့တဲ့အခေါင်းအဲ့အခေါင်းထဲကမင်းဝင်နေလိုက်နော်မင်းတို့စပဲလုံးမနေ့ကတဲ့တင်းချိုင်းမှာဒီဆရာနာမည်နဲ့အုတ်ဂူကိုတွေ့တယ်ဗျာတီးဆရာတဲ့ကြော်ညာပေးတဲ့ဆိုင်တိုင်းလက်ပိတ်တယ်ဆိုတဲ့တီးဆရာတဲ့ဟုတ်ဟိုမဲ့တအားရောင်းကောင်း